ကြီးတို့ကတ္တဗဘုရားရှင်လက်ထက်တုန်းကလည်းပဲကပိလမထေဆိုတာပိဋကသုံးပုံလေးသင်ပြီးတော့ခြံရံနေများတယ်ဒါပေမဲ့လို့ तू ဟာဘာဖြစ်လဲဆိုတော့ပိဋကသုံးပုံလေးတက်ပြီးတော့လာဘတက္ကာရတွေတပည့်တွေကလည်းပဲပေါ်များစာတက်ပုဂ္ဂိုလ်တွေကပေါ်တော့ဝိုင်းပြီးတော့လှူကြလာဘတက္ကာရတွေကပေါ်လာတယ်ပေါ်လာတော့သူ့ကိုယ်သူဘာဖြစ်လာတယ်ဆိုတော့ခြံရံတွေကလည်းပဲပေါ်တပည့်တန်ဃာတွေကလည်းများလိုက်တာနောက်ပြီးတော့လှူမတန်းတဲ့ပုဂ္ဂိုလ်တွေကလည်းပဲမဆဲဘူးဒါပေမဲ့လို့ဘုန်းကြီးတို့တာမင်ညမျက်စိနဲ့ကြည့်ရင်တော့အဲ့ဒီကပိလမထေဟာသာသနာတော်ကြီးစီပင်နေတာလို့ပြောချင်တော့ပြောပါလိမ့်မယ်ဒါပေမဲ့လို့ तू ဟာအဲ့ဒီလာဘတက္ကာရတွေရတယ်ရခြင်းနဲ့တဏှာတရားတွေနောက်ပြီးတော့ပညာတက်တဲ့မန်နေနဲ့သီလရှိတဲ့ပုဂ္ဂိုလ်တွေကိုမထီလေးစားလို့သာသနာတော်ကြီးကိုရှောကြအောင်လုပ်ခဲ့တဲ့အတွက်သေတဲ့အခါမှာဘုန်းကြီးတို့အဝီစီငရဲမှာရောက်သွားရပါတယ်ဒါကြောင့်မို့စာတက်ပေတဲ့တိုင်းသိပ်ပြီးတော့စိတ်မချရပါဘူးအဲ့တော့စာတက်ပေတက်ပြီးတော့အကျင့်လည်းပဲမှန်အောင်ကြိုးစားရပါတယ်စာတက်ပေတက်ဒီပေါ်များလာတယ်လာဘတက္ကာရတွေများလာတယ်ဒါကြီးကိုသာသနာတော်စီပင်တယ်ဆိုတာရမ်းပြီးတော့မဆုံးဖြတ်ပါနဲ့ခြေခြေမြင့်မြင့်ဒီလိုက်အောင်လိုက်တက်အောင်ဘုန်းကြီးကယနေ့ဆရာတကာညီညွတ်ပါဆိုတဲ့တရားကိုဟောပေးခြင်းဖြစ်ပါတယ်